မင်္ဂလာပါရှင်ခီတီကတော့ဒီနေ့ပေါ့နော်Roblox ထဲမှာဘယ်လိုမျိုးလေးလောက်သွားမလဲဆိုတော့တူတူကြည့်ပါမယ်ရှင်ဒီ Roblox ထဲကိုဝင်ပါမယ်နော်ကဲတော့ပါမယ်နိကဲအဲ့ဆိုလို့ရှိရင်တော့ဒီ game ဆော့ပါမယ်ရှင်ဒီ game နဲ့ဝင်ပေါ့နော်ဒီ game မှာကဲဝင်ပါမယ်ကဲဒီထဲသွားပါမယ်ဒီထဲသွားပါမယ်နော်ဒီထဲပါโอเคတော့အမှပေါ့နော်ဒီလိုမျိုးလေးပါပါတယ်အဲ့လိုခေါ်ပါရှင်ဘာရမှာလဲဆိုတော့ခီတီတို့ပေါ့နော် slap ကြမှာဖြစ်ပါတယ်လက်ပေါ့နော်လက်ပေါ့နော်ကြပါမယ်ရှင်ဘယ်လက်လဲဆိုတော့ရိုက်လို့ရတယ်ပေါ့နော်လူတွေကိုရိုက်လို့ရတဲ့လက်ပါโอเคဒီမှာပါရှင်တွေ့နေရပါပြီနော်ဒီတော့ပြီးကြလို့ရှိရင်နော်ဒီဘက်ကိုသွားပါမယ်နော်ဒီဘက်မှာကျတော့ဒီလိုမျိုးပါနော်အမှပါရပါပြီရှင်ကဲသွားပါမယ်နော်ခီတီကိုပေါ့နော်မရလို့ရှိရင်တော့ခီတီထွက်ပြပါမယ်ခင်ဗျထွက်သွားမှာပေါ့နော်ခီတီကိုပေါ့နော်ဘယ်လိုပြောမလဲကိုစတော့ရေးခြင်းနဲ့ခါပါလေးတွေမှန်းခဲ့လို့ရရင်နော်ခီတီဆော့ပေးပါမယ်ကိုစောချင်တဲ့ထားပါလေးလည်းမှန်းခဲ့ပါနော်လို့โอเคစရလို့မရှိဘူးဆိုတော့ခီကိုကိုပါမယ်တော့ပါစီတော့ပေါ့နော်ဒီခလုံးနေတော့အော်ကြပါပြီဒီမှာပေါ့နော်ခီကို30ရှိပါသေးတယ်စလိုက်ရချင်တယ်ဆိုရင်ခီကတော့ဒီဘက်ကဘာဖြစ်လို့မခုံနေတာလဲဆိုတော့ခီပြောပြမှာဖြစ်ပါတယ်ရှင်ဘာလို့လဲဆိုတော့တစ်ခါခုံရှင်တော့ဒီလိုမျိုးကြောက်တဲ့ဟာရှိရပေါ့နော်ကြောက်တဲ့ဟာပေါ့တစ်ခါတချို့ဒီဘက်ရောက်တော့လည်းတကယ်တော့မကြောက်သွားအဲ့အလုံးကြောက်သွားအလုံးပြိုရောက်သွားတယ်ဟိုမမြင်ရတော့ပေါ့နော်ဒီရဲ့ game နာမည်လေးကိုသိချင်လို့ရှိရင်တော့မှန်းခဲ့လို့ရပါတယ်နော်အမှန်တမ်းမှန်းခဲ့ပါ game နာမည်သိချင်တယ်ဆိုမှန်းခဲ့ပါနော်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲကျေးဇူးများတင်ပါတယ်